တော်ကိုညံ့နေငါကအတော့မကြောက်လို့ထင်နေဒီဗီဒီယိုကိုအမြန်ဆုံးနားထောင်ပါမြတ်တို့ကဒီစကလုံးလေးမှာစွမ်းအားရှိရဆိုတာယုံတာမြတ်လည်းအရင်တော့အဲ့ဒါကိုသိပြီးယုံကြည်မရှိဘူးပေါ့ဒါပေမဲ့လွန်ခဲ့တဲ့2000နဲ့မှ16လောက်ကဆိုမြတ်ပေါ်မှာအရန်ကိုအကြီးကျယ်ကိုစိတ်တက်ကြခဲ့တဲ့အချိန်တွေဖြစ်ခဲ့ပွဲပေါ့နော်ရန်ကိုစိတ်တက်ကြကိုငါအတော့မကြောက်ငါတော့စားမရအောင်လို့ထင်ပြီးတော့ကိုဒီသုံးဆမြရတဲ့သူလိုမျိုးခံစားရတယ်ပေါ့နော်ကိုအဲ့လိုမျိုးခံစားကိုယုံကြည်မှုလည်းမရှိကိုတခုလို့ဖို့ကိုတခုစားလို့ဖို့လည်းကိုယုံကြည်မှုမရှိခဲ့ပေါ့အဲ့ဒီအချိန်မှာမြတ်က YouTube အမြဲဗီဒီယိုလေးတစ်ပုဒ်သွားတွေ့ရပေါ့နော်အဲ့ဒီဗီဒီယိုကဘာလဲဆိုရင်ကိုအဲ့လိုမျိုးစိတ်တက်တွေကြာရင်ကိုဒီမကောင်းမြင်တဲ့စကားတွေမပြောနဲ့ကိုကောင်းတဲ့စကားပြော I'm great and the best စသဖြင့်အဲ့လိုစကားတွေကိုနေ့တိုင်းပြောပြီးကိုရဲ့မသိစိတ်ထဲမှာကောင်းမွန်တဲ့စကားလုံးတွေကဲအောင်ဒီစကလုံးတွေမှာစွမ်းအားရှိအဲ့ဒီစွမ်းရည်အတည်းမဲ့ကိုကတကယ်ကိုကောင်းတဲ့သူကကဘာမှာအကောင်ဆုံးသောလူသားတရားကိုဖြစ်လာမယ်ဆိုပြီးတော့အဲ့ဒီဗီဒီယိုလေး YouTube လေးကိုပြန်နားထောင်လိုက်တယ်နားထောင်တဲ့အခါမှာအမေကအဲ့ချိန်တော့လည်းအရင်ကစစ်တက်တာကြာနေတဲ့အချိန်ဆိုဟုတ်ပြီငါလဲကွာငါအဲ့လိုမျိုးငါလုပ်မယ်ငါအကောင်ဆုံးတော့ငါတပတ်ဆိုပြီးတော့မြက်ကဒီ post လေးကိုတင်တယ်ပေါ့နော် Facebook မှာတော့သူမှန်းလည်းမသိအောင်လို့သူသိမှအောင်လည်းပို့ကြောက်တယ်အဲ့တော့ဆိုရင် Facebook social media ဆိုလည်းအရင်ကြောက်တယ်လူတွေကငါ့ကိုဘာပြောချင်မှလူတွေကငါ့ကိုဘလို့ထင်မှလဲစသဖြင့်ပေါ့နော်အဲ့လိုမျိုးသူမြန်းရဲ့အတွေးခေါ်တွေပို့ပြီးကူးဆိုင်တယ်ပေါ့နော်ကိုထဲသူမြန်းကငါ့ကိုဘလို့တွေးမှလဲငါ့ကိုဘလို့ပြောမှလဲစသဖြင့်ပို့ပြီးအောင်ဆက်ပြီးအဲ့ကြောင့်မြက်ကအဲ့ချင်းတော့ဘာဖြစ်ငါစိတ်တက်ကြနေငါအသုံးကြောက်လို့ထင်တယ်ငါဒီနည်းလမ်းလေးကိုငါသုံးကြည့်မယ်ဆိုပြီးတော့မြက်က Facebook မှာဒီမျိုးလေး I'm great and the best ဆိုပြီးတော့အဲ့လိုမျိုးလေးတင်နေပေါ့နော်အဲ့လိုတင်လိုက်တဲ့အဲ့ဒီအတိုင်းပဲတကယ်ကိုနောက်ဆုံးမှာကိုယုံကြည်မှုရှိလာရင်ကိုမကောင်းတဲ့သူငါကသုံးမကြတဲ့သူငါကသုံးစာမရတဲ့သူလို့မခံစားတော့စိတ်တက်ကြနေရတယ်လည်းကိုမရှိတော့ငါအကောင်းဆုံးငါကအကောင်းဆုံးပဲဆိုတဲ့ခံစားချက်မျိုးဝင်လာပြီးတော့အခုဆိုရင်ကိုယုံကြည်မှုရှိလာတဲ့ social media မှာကိုလှုပ်ချင်တဲ့ကိုရဲ့အိမ်မက်တွေလည်းကိုကအကောင့်တွေဖော်ခွင့်ရခဲ့တယ်အဲ့တော့ကိုအတုံးမကြအောင်ငါအတုံးမကြအောင်ငါကညံ့နေစသဖြင့်အဲ့လိုမျိုးခံစားနေရဆိုရင်ကိုအဲ့လိုမျိုးသုံးမကြအောင်ဆိုစကားပြောရရက်လိုက်ပါကိုချီအားစားပြီး I'm great and the best ငါအတော်ဆုံးငါအကောင်းဆုံးဆိုတာကိုနေ့တိုင်းယူပေးပါစကလုံးလေးမှာစွမ်းအားရှိရဲ့အဲ့စွမ်းအားရကိုဘွားကိုလုံးဝကိုပြောင်းလဲသွားစေနိုင်တယ်ကျေးဇူးတင်ပါတယ်